ခင်ဖုံအံ့ဩသွားပြီးတော့ဒီလိုစကားမျိုးမပြောဖို့လက်ဟန်ချီဟန်နဲ့တားမြစ်လိုက်တယ်။သူ့အမရဲ့ယောက်ျားဟာသူ့ခဲအိုဖြစ်နေလို့ဒီလိုပြောတာမသင့်တော်ဘူးပေါ့။ငါအမှန်တိုင်းပြောနေတာငါမင်းကိုအရန်သဘောကျတာပြီးတော့ညီမလေးကဒီရွယ်ထိကြီးပြင်းလာတာဘယ်သူနေမှမအိပ်ဘူးသေးဘူးချင်တာပဲ။ဖိုးစော်ရဲ့စကားတွေဟာပို့ပြီးတော့ရိုင်းဆိုင်လာတဲ့အတွက်ခင်ဖုံပို့ပြီးတော့ကြောက်လာတယ်။ရှင်းတဲ့ပေါင်များစွာကရောက်တရားမှာဖိုးစော်လို့ခေါ်တဲ့လူငယ်လေးတစ်ယောက်ရှိပါတယ်။သူ့ဘဝကအရန်ကိုတနာစရာကောင်းပြီးတော့ငငယ်ကလေးတွေကမိဘတွေဆုံးပါသွားတဲ့အတွက်မိဘမိတ်ကလေးမို့ဦးလေးနဲ့အတော်အရင်တွေကခေါ်ယူမွေးစားခဲ့ရမှသူတို့နဲ့အတူတူနေထိုင်ခဲ့ရပါတယ်။ဒီလိုနဲ့သူအရွယ်ရောက်လာတဲ့အခါဖိုးစော်ဟာမိမယူပြီးတော့ကိုပိုင်မိသားစုဘဝလေးထူထောင်ချင်လာခဲ့ပါတယ်။ဒါပေမဲ့သူဟာဆွေမျိုးသားချင်းမရှိတဲ့မိဘမဲတယောက်ဖြစ်နေတဲ့အတွက်မိန်းကလေးအိမ်ကိုသွားပြီးတော့စကားပြောတဲ့အခါတိုင်းမိန်းကလေးရဲ့မိဘတွေကဆဲဆူကြိမ်မောင်းပြီးတော့မောင်းထုတ်လိရှိပါတယ်။ဒီလိုနဲ့တနေ့မှာတော့ဖိုးစော်ဟာခင်ဖုံလို့ခေါ်တဲ့မိန်းကလေးတယောက်ကိုတွေ့ခဲ့ပါတယ်။သူမရဲ့မျက်နှာကတာမန်ရုပ်ရည်သားရှိပြီးတော့မျက်နှာပေါ်မှာလည်းအမာရွတ်ကြီးတစ်ခုရှိနေလို့မလမပဖြစ်နေပါတယ်။သူမဟာဖခင်ဆုံးပါသွားပြီးသူမအမေနဲ့အတူရှင်ဖုံလို့ခေါ်တဲ့သူမရဲ့ညီမလေးနဲ့အတူ၃ယောက်တည်းနေထိုင်ကြပါတယ်။ရှင်ဖုံကတော့အရန်ချုံမောလာပပဲမဲ့စကားမပြောနိုင်တဲ့လူထုံမလေးတယောက်ပါ။ဒီအကြောင်းတွေကြောင့်ခင်ဖုံနဲ့ရှင်ဖုံနှစ်ယောက်လုံးကိုဘယ်ယောက်ျားလေးကမှစိတ်မဝင်စားကြသလိုဇနီးမယားအဖြစ်လက်ထပ်ယူဖို့လည်းမကြိုးစားကြပါဘူး။ဒီလိုနဲ့ဖိုးစော်ဟာခင်ဖုံနဲ့အတူဘဝသက်ဆဖို့ဆုံးဖြတ်လိုက်ပါတယ်။သူဟာလှပပြည့်စုံတဲ့မိမကိုရှာတာမဟုတ်ပါဘူး။သူ့ကိုနားလဲပေးပြီးတော့လက်ခံနိုင်မဲ့သူနဲ့အတူအနာဂတ်ကိုတည်ဆောက်ဖို့စိတ်အားထက်သန်တဲ့သူကိုသာလိုချင်ခဲ့တာပါ။ဒါကြောင့်သူတို့နှစ်ဦးဟာလင်မယားအဖြစ်ပေါင်းသင်းနေထိုင်ခဲ့ကြပါတယ်။ဒီလိုနဲ့လအနေငယ်ကြတော့ခင်ဖုံးမှာဖိုးစော်နဲ့ရတဲ့ကိုဝင်ရှိလာခဲ့ပါတယ်။ကိုခန္ဓာကလေးလံလာပေမဲ့သူမဟာလင်းတော်မောင်ဖိုးစော်ကိုလေထဲမှာအာကျိုးမှန်တက်ကူညီလောက်ကင်ပေးပြီးအစားအသောက်တွေလည်းပြင်ဆင်ပေးလေးရှိပါတယ်။ဒီလိုနဲ့နောက်ဆုံးမှာတော့ခင်ဖုံးဟာတယောက်ကြားလေးကိုမွေးဖွားခဲ့ပြီးသူမကလေးမွေးဖွားပြီးတဲ့အချိန်ကလည်းကောက်ရိတ်ချိန်နဲ့တိုက်ဆိုင်နေပါတယ်။ဖိုးစော်ကတော့သူ့လေထဲမှာဝင်းဝနေတဲ့စပားမဲတွေကိုကြည်ရင်နဲ့ပျော်နေခဲ့ပါတယ်။ဒီအတွက်သူသားအချိန်နဲ့အခါနဲ့မရိတ်ခင်စပားတွေကြွေကြပြက်စီပြီးတော့တစ်နှစ်လုံးစားဖို့ဆံမရှိပဲဖြစ်သွားတော့မှာပါ။ဒီအတွက်သူတယောက်တည်းအမျိုးမျိုးစဉ်းစားနေခဲ့တယ်။ငါလေသွားရရင်ငါဇနီးကိုဘယ်သူစောင့်ရှောက်ပေးမှလဲ။သူမကလေးမွေးထားတာမကြသေးဘူး။မိရဲနဲ့ကလည်းအခုထိထွက်သေးတာမဟုတ်ဘူး။ခန္ဓာကိုယ်ကလည်းအားနေပြီးတော့ဘာကိုမှသွားနိုင်တာမဟုတ်ဘူး။ဒါအပြင်ငါမရှိရင်သူမအတွက်ထမင်းဟင်းချက်ကြွေးမိသူလည်းရှိမှာမဟုတ်ပြန်။တခြားသူတွေလိုကိုညူစောင့်ရှောက်ပေးမဲ့မိဘဘိုးဘွားလည်းသူ့နာမှာရှိတာမဟုတ်။ဒါကြောင့်ဖိုးစော်ဟာအမျိုးမျိုးတယောက်တည်းတွေ့ရင်းနဲ့သူဇနီးကိုကြည့်ကစိုးရင်ပူပန်နေခဲ့ပါတယ်။အကိုလဲရဒီတိုင်းဆက်ထားလို့မရဘူး။စပားတွေအကုန်ပြက်စီကုန်မှာညီမဆိုရင်နဲ့ညီမအတွက်မစိုးရင်မနဲ့ဒါမှမဟုတ်လေဒီလိုလုပ်ပါလားအကိုအမေကိုခဏလာဆောက်ရှောက်ပေးဖို့သွားခေါ်ပါလား။ဒါဆိုအကိုလည်းစိတ်ချလက်ချလဲသွားရိတ်လို့ရမယ်လေ။ဇနီးဖြစ်သူကပြောတော့ဖိုးစော်လည်းခေါင်းညိပြီးတော့ချက်ချင်းပြင်ဆင်ကရောက်ခမအိမ်ရှိရာရွာကိုထွက်လာခဲ့ပါတယ်။ဒီလိုနဲ့ဖိုးစော်ဟာပင်ပန်းကြီးစွာခရီးနဲ့လာခဲ့ပြီးနောက်ဆုံးမှာရောက်ခမအိမ်ကိုရောက်လာတယ်။အမေတို့အိမ်မှာရှိကြလား။သူဘလောက်ပဲအော်ခေါ်အိမ်ထဲကတိတ်ဆိတ်မှုကသာသူ့ကိုအပြေပြန်ပေးပါတယ်။အိမ်ထဲကနေဘာအတမ်းမှမထွက်လာတာကြောင့်ဖိုးစော်ဟာရောက်ခမလေသွားလုံးနေပြီလို့ထင်လိုက်ပြီးသူ့အရင်ကသွားကူဖို့တဲ့ရောက်ခမရဲ့လေကွင်းစီလိုက်သွားဖို့ဆုံးဖြတ်လိုက်တယ်။ဒီလိုနဲ့သူထွက်လာခဲ့ရမှနေဝင်တော့မဲ့ညနေဆောင်ရောက်မှဖိုးစော်ဟာလေကွင်းတွေကတဲအိမ်ကိုရောက်လာခဲ့ပါတယ်။ဒါပေမဲ့ဒီကိုရောက်လာတော့လေအိမ်ထဲမှာဘသူကိုမှမတွေ့ရသေးပါဘူး။အမေဒီမှာရှိလား။ဒါနဲ့သူဟာပြောင်းကင်းတစ်ပတ်လုံးလိုက်ရှာပြီးထွက်လာခဲ့ပါတယ်။ပြောင်းမှုကရဲ့အစုံနာရောက်တော့မှဇနီးရဲ့ညီမဖြစ်သူခင်ဖုံးကိုတွေ့လိုက်ရတယ်။သူမဟာလေကွင်းအစုံကချောင်းလေးမှာတယောက်တည်းထိုင်ပြီးတော့လက်တွေခြေထောက်တွေကိုစီးကြောနေတာပါ။ညီမလေးဒီနေ့ညီမလေးနဲ့အမေလဲလာလို့ကြတာလား။အမေရောဘယ်သွားနေလဲ။ရှင်ဖုံးဟာခဲကိုဖြစ်သူကိုမော့ကြည့်လိုက်ပေမဲ့သူမကဆွမ်းအားနေတာကြောင့်ဘာစကားမှပြောလို့မရခဲ့ပါဘူး။သူမဟာအမူအရာတွေနဲ့ဖိုးစော်ကိုနားလဲအောင်ကြိုးစားပြတော့ဖိုးစော်ကရောက်ခမဟာတခြားသူတွေနဲ့လဲသွားလုံနေပြီးဒီနေ့တော့ရှင်ဖုံးတယောက်တည်းလဲလာလောက်တာလို့နားလဲသွားပါတယ်။အော်ဟုတ်လား။ရှင်ဖုံးကအိမ်ပြန်တော့မယ်လို့လက်ဟန်ချီဟန်နဲ့ပြောပြပြီးအတူတူပြန်ဖို့ဖိုးစော်ကိုခေါ်ပါတယ်။သူမထားရပြီးတော့ဖိုးစော်ဘေကနေရှောက်သွားတဲ့အခါဖိုးစော်ကသူမရဲ့လက်ကိုတင်းတင်းကြပ်ကြပ်လှမ်းဆွဲလိုက်တော့တယ်။ရုတ်တရက်ဆိုတော့ရှင်ဖုံးအရန်တုန်လှုပ်သွားပြီးတော့ဖိုးစော်ကိုချက်ချင်းလှည့်ကြည့်လိုက်တယ်။
ဒီလိုမဟုတ်ပါဘူးခဏလေးစောင့်အောင်လို့ငါပြောတာပါငါချောင်းထဲမှာမျက်နှာတက်ခြေလက်စီလိုက်အောင်မလို့ပြီးမှတူတူပြန်ကြမယ်လေဖိုးဆောင်ကပြောပြတာနဲ့ချောင်းဘက်ကိုရှောက်သွားတယ်ဒါနဲ့တနေကုန်ပင်ပန်းလာတဲ့ရှင်မောဟာကြောက်တုံးတုံးပေါ်မှာထိုင်နာနေတယ်ခဏကြာတော့သူမဟာဖိုးစော်ကိုလှည့်ကြည့်လိုက်တဲ့အခါဖိုးစော်ကသူမကိုခိုးကြည့်နေတာကိုမြင်လိုက်ရပြီးတော့တခုခုကိုခန်းစားလိုက်ရတယ်ဖိုးကျော်လေးချက်ချင်းမျက်နှာကိုပြန်လှည့်ပြီးမျက်နှာတက်လိုက်တယ်ရှင်ဖုံးစိတ်ထဲတမျိုးဖြစ်သွားပေမဲ့ဖိုးစော်ဟာသူမရဲ့ခဲဦးအရင်ဖြစ်နေလို့ဘာမှဆက်မတွေးတော့ပါဘူးဖိုးစော်မျက်နှာတက်ပြီးတော့ရှင်ဖုံးထိုင်နေတဲ့စီကိုပြန်လျှောက်လာတယ်ရှင်ဖုံးလေးဖိုးစော်ပြန်လာပြီမလို့အိမ်ပြန်ဖို့ထားရလိုက်တော့မှာပဲဖိုးစော်ကသူမရဲ့ပကုံးနှစ်ဖက်ကိုကင်ကာစောင့်တောင်းလိုက်ပြီးကြောက်တုံးနဲ့ကြောနဲ့ကတ်ထားလိုက်တယ်ဘဲမှမထွက်သွားနဲ့ငါမင်းနဲ့ပြောစရာရှိတယ်ရှင်ဖုံးကဘာကိစ္စလဲဆိုတော့အမြန်ပြောဖို့အမှုအရာနဲ့လှုပ်ပြလိုက်တယ်အဲ့ဒီချိန်မှာသူမရဲ့စိတ်ထဲမှာမကောင်းတဲ့ခံစားချက်နဲ့ကြောက်ရွံ့စိတ်တွေလည်းစတင်ဝင်လာတယ်ညီမလေးမင်းဘာလို့ဒီလောက်တောင်လှရတာလဲဒါမဲ့ကွာအရန်နှမျောစရာကောင်းတာကမင်းအကြမှာဘာလို့စကားမပြောနိုင်ရတာလဲမင်းသာစကားပြောတဲ့ရင်ငါမင်းကိုဇနီးဖြစ်ခေါ်ထားမှာခင်ဖုံအံ့ဩသွားပြီးတော့ဒီလိုစကားမျိုးမပြောဖို့လက်ဟန်ချီဟန်နဲ့တားမြစ်လိုက်တယ်သူ့အမရဲ့ယောက်ျားဟာသူ့ခဲအိုဖြစ်နေလို့ဒီလိုပြောတာမသိတော့ဘူးပေါ့ငါအမှန်တိုင်းပြောနေတာငါမင်းကိုအရန်သဘောကျတာပြီးတော့ညီမလေးကဒီရွယ်ထိကြီးပြင်းလာတာဘယ်သူနေမှမအိပ်ဘူးသေးဘူးချင်တာပဲဖိုးစော်ရဲ့စကားတွေဟာပို့ပြီးတော့ရိုင်းဆိုင်လာတဲ့အတွက်ခင်ဖုံပို့ပြီးတော့ကြောက်လာတယ်ရုံးကန်ထွက်ပြေးဖို့ကြိုးစားပေမဲ့ဖိုးစော်ကသူမကိုတင်းတင်းဆွဲကင်ပြီးကြောက်တုံးမော်ကိုဖိချလိုက်တာကြောင့်သူမဘလို့မှပြန်ယုံမထားနိုင်ခဲ့ပါဘူးပြီးတော့ဖိုးစော်ကသူမကိုရုံမာဖို့တဖြည်းဖြည်းတိုးကပ်လာတယ်ဒါကြောင့်ဖိုးစော်ဟာသူမကိုဖျက်ဆီးတော့မယ်ဆိုတော့ကိုသိလိုက်ပြီးအားရှိသလောက်အတင်းရုံးကန်နေပါတော့တယ်ညီမလေးမင်းဘာမှမပြောပါနဲ့မင်းကအရန်ချက်စရာကောင်းပြီးတော့လှလုံးနေငါ့ကိုတစ်ခါတော့ပဲမင်းနဲ့အတူချစ်ခွင့်ပြုပါနော်ငါဘသူ့ကိုမှမပြောပါဘူးရှင်ဘုံကအချက်ချင်းကောင်းခါရပြီးတော့ညင်းဆိုလိုက်တယ်တခါလေးတော့ခွင့်ပြုလိုက်ပါကွာဘာမှမဖြစ်ပါဘူးသူမအားကုန်ရုံမိမိဖိုးစော်ရင်အင်အားကိုမရှင်နိုင်မဲနောက်ဆုံးတော့ဖိုးစော်ဟာသူမအပေါ်မိုင်မဲတဲ့အပြုတ်မှုကိုကျူးလွန်လိုက်တော့တယ်အဲဒီနောက်ဖိုးစော်ဟာရိုးစရာကောင်းတဲ့အပြုတ်မှုကိုကျူးလွန်ပြီးတဲ့နောက်ရှင်ဘုံကိုလှည့်ကြည့်လိုက်တယ်အခုတော့ရှင်ဘုံဟာရှိုက်ကြီးတင်ငင်ငိုကြွေးနေုံပဲတက်နိုင်တော့တယ်ညီမလေးငါမင်းကိုစော်ကားလိုက်တာဘသူ့ကိုမှမပြောနဲ့နော်ငါမင်းကိုဘာမှထပ်မလုပ်ပါဘူးငါလည်းဘသူ့ကိုမှမပြောဘူးဖိုးစော်ကသူမကိုပြောလိုက်တော့ရှင်ဖုံးလေးဒေါသတကြီးထရက်လိုက်ပြီးတော့လက်ဟန်ချီဟန်နဲ့ဖိုးစော်ကိုပြောပါတော့တယ်သူမအိမ်ပြန်ပြီးတော့ဖိုးစော်ကသူမကိုမလေးမစားလုပ်ပြီးစော်ကားခဲ့ကြောင်းလူတိုင်းကိုတိုင်တော်မယ်လို့အမူအရာနဲ့ပြောလိုက်ပါတော့တယ်တောင်မြင်တော့ဖိုးစော်လေးချက်ချင်းကြောက်ရွံ့သွားတယ်ရှင်ဖုံးသာအိမ်ပြန်ပြီးတော့တကယ်တိုင်မယ်ဆိုရင်သူဟာအပြစ်ပေးခံရမယ်ရွာသူရွာသားတွေရဲ့ရှုံချမှုကိုလည်းခံရမယ်အရှက်လေးကိုလိမ့်မယ်အရေးကြီးဆုံးကတော့သူ့ဇနီးတည်သွားပြီးတော့အခုမှစထူထောင်ထားတဲ့သူ့မိသားစုလည်းပျက်စီးသွားလိမ့်မယ်ဖိုးစော်ဘာလို့မှမသိတော့ဘဲနဲ့အဆုံးမှာတော့တခုတည်းသောနီလန်ကသူမဟာဒီကိစ္စကိုဘသူ့ကိုမှမပြောနိုင်အောင်လုပ်ရမယ်ဆိုတာပါပဲဒါကြောင့်ဖိုးစော်ဟာခါးကြားမှာထိုးထားတဲ့ဓာတ်ကိုဆွဲထုတ်လိုက်တယ်သူ့မျက်နှာမှာကြောက်မဖွယ်ကောင်းပြီးတော့ရံမူတော့မိတ်အသွင်ပြင်ပေါ်လာပါတော့တယ်ရှင်ဖုံးလေးသူ့ခဲအိုရဲ့လက်ထဲကဓာတ်ကိုမြင်တော့ကြောက်လန့်တကြားတုန်ရီသွားတယ်သူမကိုတတ်တော်မင်းဆိုတော့ကိုသိလိုက်ပြီးသူမကိုမတတ်ဖို့ဘသူ့ကိုမှမပြောတော့ဘူးလို့လက်ဟန်ချီဟန်နဲ့တောင်းပန်ပေမဲ့ဖိုးစော်ရဲ့စိတ်ထဲမှာတော့ရှင်ဖုံးကိုဘလို့မှမယုံကြည်နိုင်တော့ပါဘူးဖိုးစော်ဟာဓာတ်ကိုတင်းတင်းဆုပ်ကင်ပြီးသူမစီချက်ချင်းပြေးကပ်သွားကသွေးအေးစွာနဲ့တက်လိုက်ပါတော့တယ်ရှင်ဖုံးရဲ့ရုပ်အလောင်းဟာသွေးအိမ်ထဲမှာလဲကျနေခဲ့တယ်ဖိုးစော်လေးသွေးပူတော့လုံးမိလို့ရလို့ရင်းနဲ့အလောင်းမှာဖျောက်ဖို့နီလန်းရှာပါတော့တယ်သူလျှောက်သွားရင်းနဲ့ကြောက်တုံးတွေဖုံးအုပ်နေတဲ့နှက်ဆိုင်နဲ့ကြောက်ကြားတစ်ခုကိုတွေ့လိုက်ရတယ်ဒီတော့သူဟာရှင်ဖုံးရဲ့ရုပ်အလောင်းကိုထမ်းလာပြီးသူ့ရဲ့အပြစ်ကိုဖုံးကွယ်ဖို့အဲ့ဒီကြောက်ကြားတွေကိုပြစ်ချလိုက်တယ်အရာအလုံးပြီးတော့သူအိမ်ကိုချက်ချင်းအမြန်ပြန်လာခဲ့တယ်အကိုအမေလည်းပါမလားပါလားဘာဖြစ်လို့လဲမအားလို့လားအဲ့ဒီလိုမဟုတ်ပါဘူးမိမရဲ့ဒီနေ့အမေအိမ်ကိုရောက်တော့အမေကိုမတွေ့ရဘူးဒါကြောင့်ကိုမင်းကိုစိတ်မချလို့အမြန်ပဲပြန်လာခဲ့လိုက်တာဖိုးစော်ကဘာမှမဖြစ်ခဲ့တဲ့အတိုင်းပဲပုံမှန်အတိုင်းပြုမြူနေထိုင်ခဲ့တယ်အဲ့ဒီညနေမှာရှင်ဖုံးရဲ့အမေအိမ်ပြန်ရောက်လာတော့ရှင်ဖုံးကိုမတွေ့ရတာကြောင့်အံ့ဩနေခဲ့တယ်ညမောင်ကြားတဲ့အထိစောင့်မိမဲ့အရေးအယောင်တော့မမြင်ရတော့စိုးရင်လာပြီးမကောင်းတာတစ်ခုခုဖြစ်ပြီလို့ထင်လိုက်ပါတယ်ဒီလိုနဲ့တညကုန်ပြီးမနက်လေးနဲ့အထိရှင်ဖုံးပြန်မလာတာကြောင့်အရန်စိတ်ပူသွားပြီးတော့မိုးလင်းလင်းချင်းရှင်ဖုံးအမေဟာရှင်ဖုံးကိုလိုက်ရှာဖို့ပြောင်းကင်းထဲကိုထလာခဲ့ပါတယ်ဒါပေမဲ့သူဘလောက်ပဲရှာရှာလေကွင်းထဲမှာရှင်ဖုံးကိုလုံးဝမတွေ့ပါဘူးဒါကြောင့်သူမဟာရွာလေးကိုပြန်လာပြီးတော့ရွာသားတွေကိုအကူအညီတောင်းကလိုက်ရှာခိုင်းပေမဲ့လေ
ဘလို့မှရှာမတွေ့တော့ပါဘူး။တစ်ဖက်မှာတော့ဖိုးစောဟာပုံမှန်ဘဝလိုပဲအရင်တိုင်းပြန်နေထိုင်ခဲ့ပါတယ်။မနက်တိုင်းစောစောထားပြီးတော့ဇနီးအတွက်နေ့လည်စာအဖြစ်ထမင်းဟင်းချက်ပြုတ်ပေးပါတယ်။ပြီးတာနဲ့လေကွင်းထဲကိုစပားသွားရိတ်တယ်။ညနေတိုင်းအိမ်ပြန်ရောက်ရင်ဇနီးအတွက်ထမင်းဟင်းပြင်ဆင်ပေးပါတယ်။ဒီလိုနဲ့နေ့တိုင်းလုပ်နေတာဘာမှထူးခြားမှုမရှိတော့ရှင်ဖိုးရဲ့ကိစ္စဟာတိတ်တဆိတ်ပျောက်ကွယ်သွားပြီလို့သူထင်လိုက်တယ်။ဒါပေမဲ့တညမှာဖိုးစောအိပ်ပျော်နေတော့အိမ်မက်တစ်ခုမှတ်ခဲ့ပါတယ်။အိမ်မက်ထဲမှာအရက်ရှိတဲ့အမျိုးသားနှစ်ယောက်ကသူ့ရှေ့မှာမတ်တက်ရက်နေပြီးတော့သူတို့ရဲ့နောက်မှာတော့ခေါင်းငုပ်ထားတဲ့မိန်းကလေးတစ်ယောက်ရှိပါတယ်။အမျိုးသားနှစ်ယောက်ဟာကြောင်မဖွယ်ကောင်းတဲ့မျက်နှာတွေနဲ့ဖိုးစော်ကိုစိုက်ကြည့်နေတယ်။အမျိုးသားတစ်ယောက်ကအနီရောင်စာအုပ်တုပ်ကိုကင်ထားပါတယ်။ဖိုးစော်ဒီမိန်းကလေးကမင်းဟာရန်ရက်ဆက်တယ်လို့ပြောတယ်။မင်းကသူမကိုစော်ကားရုံနဲ့မကဘဲနဲ့သူမရဲ့အသက်ကိုပါတတ်ပြစ်လိုက်တယ်ဆို။ဒီတော့မင်းကလူသားတစ်ယောက်ထက်ပိုပြီးတော့ရက်ဆက်ကြမ်းကြုတ်နေပြီ။မင်းရဲ့တက်တာမကုန်သေးဘူးဆိုပေမဲ့မင်းရဲ့လောက်ရကအရန်ကိုစိုးဝါလွန်းလို့မင်းမှာဆက်ပြီးတော့အသက်ရှင်ဝင်မရှိတော့ဘူးဒီနေ့မင်းရဲ့တက်တန်းကိုဒီမှာပဲရက်တန့်လိုက်ပြီမင်းလောက်တဲ့အကုသိုလ်ကံတွေအတွက်ငရဲမှာပြန်ခန့်စားဖို့ခေါ်သွားတော့မင်းဖိုးစော်ဟာအဲ့ဒီအမျိုးသားနှစ်ယောက်ရဲ့စကားကြောင့်အလွန်ပဲတုန်လှုပ်သွားတယ်ဒီမြင်ကွင်းကြောင့်ပဲမောဟိုက်စွာနဲ့ဖိုးစော်တယောက်အိယာကနေချက်ချင်လန့်နိုးလာခဲ့တယ်ချွေးတွေကရွှဲနေလို့နှလုံးတွေလည်းတတိတ်တိတ်ခုန်နေခဲ့ပါတယ်သူဟာအဲ့ဒီလူနှစ်ယောက်ရဲ့စကားတွေကြောင့်စိတ်ထဲမှာလေးလံပြီးတော့မအီမသာဖြစ်ကတုန်လှုပ်ခြောက်ခြားနေပါတယ်မနက်မိုးလင်းတော့ဖိုးစော်ဟာနေတိုင်းလိုပဲထားဖို့ကြိုးစားပေမဲ့သူ့ခန္ဓာကိုယ်ကလုံးဝအားမရှိတော့ပါဘူးမြင်ကွင်းတွေကလည်းဝါတတားဖြစ်လာပြီးတော့ပတ်ဝန်းကျင်ကိုလည်းကောင်းကောင်းမမြင်ရတော့ပါဘူးဘယ်နေရာကိုပဲကြည့်ကြည့်ရှင်ဖုံးရဲ့မျက်နှာတွေကြီးပဲပြည့်နှက်နေသလိုခံစားရတယ်သူကြောင်းလာတုန်လှုပ်နေပေမဲ့အခုတော့ဘာမှမတတ်နိုင်တော့ပါဘူးနေ့လည်ရောက်တဲ့အထိဖိုးစော်ရဲ့အသက်ရှူသံတွေကတဖြည်းဖြည်းနဲ့ပိုးမြန်လာတယ်ဒါကြောင့်သူ့ဇနီးဟာဆွေမျိုးတွေကိုအမြန်ခေါ်ပြီးတော့ဖိုးစော်ရဲ့အခြေအနေကိုပြကြည့်ပေမဲ့ဘယ်သူမှမကူညီနိုင်တော့ပါဘူးဒီလိုနဲ့နောက်ဆုံးတော့ဖိုးစော်တယောက်အသက်ရှူရက်သွားတော့တယ်ဆွေမျိုးတွေကဖိုးစော်အတွက်အာတုဘအခမ်းအနားကိုကူညီစီစဉ်ပေးပြီးတည်သူဝတ်စုံကိုဝတ်ဆင်ပေးလိုက်ကြတယ်ဒုတိယနေ့ကိုရောက်လာတော့ခင်မုန်းဟာဖိုးစော်ရဲ့ရုပ်အလောင်းပေးမှာငိုကြွေးနေတော့ရုတ်တရက်ဖိုးစော်ရဲ့မျက်နှာကိုကြည့်မိလိုက်တဲ့အခါဖိုးစော်မျက်လုံးပွင့်လာတာကိုမြင်ပြီးတော့အယမ်းကိုတုန်လှုပ်သွားကအိမ်ထဲကနေအော်ဟစ်ပြီးတော့အပြင်ကိုပြေးထွက်သွားတော့တယ်။သမီးဘာဖြစ်တာလဲ။ဘာလို့မျက်နှာဖြူဖြော့ပြီးတော့ပြေးထွက်လာရတာလဲ။ကိုဖိုးစော်လေးကိုဖိုးစော်မျက်လုံးဖွင့်လာပြီ။တရေဖြစ်နေပြီသူကဖိုးစော်ရဲ့ဦးလေးကြတော့လူတွေကိုခေါ်ပြီးတော့ဖိုးစော်ရဲ့ရုပ်လောင်းကိုတွားကြည့်ကြပါတယ်။ဖိုးစော်ဟာတကယ်ပဲမျက်လုံးဖွင့်နေပြီးပါးစပ်ကလည်းတချို့စကားတွေပြောဖို့ကြိုးစားနေသလိုလှုပ်ရှားနေတယ်။ဖိုးစော်မင်းတကယ်သေးပြီလား။မသေးသေးဘူးလား။မသေးသေးရင်ထားလိုက်။ဒါပေမဲ့တကယ်သေးသွားပြီဆိုရင်တော့မင်းနောက်ကကျန်ရည်သူတွေကိုပြောစရာတစ်ခုခုကြံသေးရင်အကုန်ပြောလိုက်ပါပြီးရင်တော့မင်းအေးချမ်းစွာသွားနိုင်ပါပြီဦးလေးကပြောပြီးနောက်လူတွေအားလုံးကငြိမ်ကြကဖိုးစော်စီကိုအာယုံစိုက်ကြည့်နေတော့မှပဲဖိုးစော်စီကနေအတန်ခတ်တူဆထွက်လာတယ်လူတိုင်းဒီကိုလာကြငါမင်းတို့တခုပြောပြမယ်ငါလိုဘယ်သူမှမလုပ်ကြပါနဲ့ငါပဲရှင်ဖုံးကိုတတ်ခဲ့တာဖိုးစော်ဟာသူကျူးလွန်ခဲ့တဲ့စိုးတော်မှုအားလုံးကိုအသေးစိတ်ပြောပြလိုက်တော့တယ်ဒီစကားကိုဖိုးစော်ရဲ့ဇနီးကြတော့လက်မခံနိုင်လောက်အောင်စိတ်မကောင်းဖြစ်ပြီးသူမရဲ့ရင်သွေးလေးကိုပွေ့ချီကအိမ်ထဲကနေချက်ချင်းထွက်ပြေးသွားတယ်ဖိုးစော်လည်းစကားပြောပြီးမကြခင်မှာပဲသူနောက်ဆုံးအသက်ရှူရပ်တန့်သွားတယ်သူရဲ့ကိုယ်ပိုင်လုပ်ရကြောင့်ကင်ဂျမောင်ရဲ့အကျိုးပေးကိုချက်ချင်းခံစားလိုက်ရပါတော့တယ်ဟုတ်ကဲ့ပါရှင်ဇလန်းလေးကတော့ဒီမှာပြီးဆုံးသွားခဲ့ပါပြီဒီဇလန်းလေးအားဖြင့်လည်းပရိသတ်တွေအတွက်အကျိုးတစုံတရာရရှိလိမ့်မယ်လို့မျှော်လင့်မိပါတယ်နောက်များမှာလည်းအခုထပ်ပိုကောင်းတဲ့ဇာတ်လမ်းလေးတွေနဲ့အတူတူပြန်လာခဲ့ဦးမှာမို့ channel လေးကို like and subscribe နဲ့အသစ်တင်တိုင်းတွေ့ရအောင်လဲဘေးနား notification ခေါင်းလောင်းလေးကိုနှိပ်ပေးထားဖို့မမေ့ပါနဲ့နော်အခုလိုစုံထိအားပေးနာဆင်ခဲ့ကြတဲ့အတွက်လည်းပရိသတ်တယောက်ချင်းစီကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်